အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Silas Official Game ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီမှာဗီဒီယိုတွေမတင်တာလဲတော်တော်ကြာနေပြီပေါ့နော်ဒီနေ့မှာတော့ကျွန်တော် Mia Gameplay နဲ့ထပ်ပြီးတင်ပေးပါမယ်ဒီနေ့ကတော့ကျွန်တော် Mia ကိုဘာလို့လဲမသိဘူး Mia ကိုင်ရအရန်ကောင်းတယ်ပေါ့နော်အဲ့လိုပေါ့အရန်ဖြားရင်လည်းပြက်ကြတာတွေရဲ့အဲ့လိုပြီးရင်အဲ့ Mia ကိုင်လို့လည်းကောင်းတယ် SP ရမ်းမြန်တယ်လေကင်းက auto ပေါ့ mini နဲ့စားပြီးအေးစိတ်ပေါက်တယ်ခုဆိုကျွန်တော်ကကွာခိုးလိမ့်မှာတယောက်တည်းလေလာနဲ့ပိုင်ဝန်းချင်ချလေလာပထမစမှာကျွန်တော်တွင်းနေနဲ့ရှော့ထားတယ်ဒါပေမဲ့ခဏလေးကြာကျွန်တော် expire နဲ့ပြန်ပြီးဖွင့်ပြတယ်အားနဲ့သူ first blood ကျွန်တော်ရသွား solo key ပါရသွားပြီးလဲပြီးတော့ဒီမှာကွာကျွန်တော်တို့ဗဒယ်ဖြစ်ကြတယ်အဲ့ဗဒယ်ပြီးတော့သူတို့က fatigue နဲ့ပြေးသွားတယ်နော် Angela ကလည်း flame shot နဲ့ပြေးသွားတယ်အဲ့နဲ့ကျွန်တော်လေလန်းကိုသွားပြီးတော့cycle ကိုတက်ဖို့လုပ်တယ် cycle ကလည်းမဟာတောင်းတာပဲဒီလားတောင်မိုင်းဆက်တာတဲ့အမ killing speed ဖြစ်ပြီးတော့အမ export ကြီးလုပ်လိုက်လို့ show ရပါတယ်အဲ့နဲ့ရှောင်းကေးပေးလိုက်ရတော့အမလေးလာရဲ့ကိုရှိအသေးခွာကိုရှိအသေးခွာတော့သူကဂိုးတွေကျွန်တော်တာလားဆိုမတာဘူးသူကအစာရတာနေပြီဒါပဲလဲဆိုတော့3ကေးလေးရထားတယ်ပြီးတော့ကျွန်တော်ဘတ်တီတို့အဲ့ဒါကြီးလည်းစားထားတယ်ဘတ်တီရဲ့ Q ကြီးအများကြီးစားထားတယ်ပေါ့နော်ဒါကြောင့်ခုဆိုအဲ့လေးလာလွတ်လိုက်တာမှာတာဝါပါကျိုးတော့မယ်အဲ့ဗဇာနာအခုမှသွားရုံနေဗဇာနာတော်တော်ကောင်းတယ်ပေါ့နောက်ကြရင်ဗီဒီယိုအဆုံးထိမှပြထားတယ်အဲ့ဗဇာနာရဘလောက်ကောင်းလဲဗတ်တီသူဆိုင်မြအဲ့မှာဆိုကွာသူကလုတ်ပေးလိုက်တာတေမလို့မသေးပါဘူးအင်ဂျလာမဝင်ဘူးကွာကျွန်တော်နဲ့တွားပြီးတော့ save လိုက်တာတခါရဲ့သူပါရှောအင်ဂျလာရှောအင်ဂျလာပါရှောအင်ဂျလာရှောမလူနဲ့အမတာဝါထဲဝင်ပြေးသွားရယ်နော်အမသူကအရန်ကြောက်တာပြီးရင်သူများသိကနေကြာရင် flame shot နဲ့လည်းပြကျွန်တော်ဒီပွဲမှာသူလေး shut down နှစ်ခါကြာတယ်ဒီမှာကြီးအမကွာဘလောက်ပြည့်ကိုမသိဘူးအဲ့ cycle ကအတောင်မင်းဆက်ထားပြီးတော့အားနဲ့ကျွန်တော် iron 3ကွက်လား2ကွက်လောက်ပဲရှိသေးတယ်ကျွန်တော် instant key ပါပောက်ကပြီးလဲပြီးတော့ astonable တွေပောက်တယ်အမလေလာရဲ့ပြန်ကြမ်းအောင်ကျွန်တော်သေသွားရတယ်ပြီးကြည့်တာကျွန်တော်သေသွားလေလာရဲ့အသေးချမ်းလာအောင်အားနဲ့အမ monster key ပါရတယ်ကျွန်တော်ဒီမှာဆိုရင်ဗဒိတ်ဆိုင်တာပေါ့နော် triple key ထိရတယ်အဲ့လေလာကိုကျွန်တော်ရှင်းပြတာကျွန်တော်မှပြန်သေးတော့မို့ခုရမရှိဘူးဟိုဘက်ကိုသွားစားမှာအားနဲ့ခဏလေးမှလုတ်လိုက်တယ်အမ lock လဲ key လို့ရသွားတယ်ကျွန်တော်ဘက်က hyper ကောင်းပါတယ် esma လက်တာအမပွဲပြင်ချုပ်ကိုတဲ့ကြည့်လိုက်အမှဆိုရင်ကျွန်တော်တာဝါလေးရှာရှည်ပြီးဝင်ပြလိုက်တာကျွန်တော်လေးလိုက်ရှော့ပါဒီမှာဆို4 set 5 set 1အဲ့ဒါကိုကျွန်တော်ပြေးလာရတယ်ပဇာနာတော်တော်ကောင်းတယ်ပေါ့နော်ဒီပွဲမှာသူကတော်လုပ်ပြီးရဒီမှာဆိုလဲကျွန်တော် triple gate ထပ်ပေါက်တယ်ဝင်းချက်ဘာလို့ဝင်းချက်ကြီးဖွင့်လိုက်တာလဲဆိုတော့တေးမှာဆိုလို့ကျွန်တော်အဲ့လိုပဲ Linux spell ကိုရှောက်ဖွင့်တာပါမလို့ပါဝင်းချက်ကဘာလဲဆိုတော့ magic damage ကြီးလေဂူရှင်ကအဲ့ဒါကြောင့်ဒီမှာဆိုရင်ကွာပဇာနာရ free guy နဲ့ဝင်လို့ပြီးရကျွန်တော်လဲအမှသူ့ဟာအခွင့်ကောင်းယူပြီးတော့မှ live ပြတ်တာကျွန်တော် expire ID ဖွင့်ပြီးတော့ဒါပေမဲ့လီလာ damage ကြီးအရင်များမရနိုင်ကိုင်းထွက်သွားလာတော့အသေးချမ်းတယ်ဒါပေမဲ့နောက်ဆုံးမှတော့နိုင်သွားပါတယ် victory နိုင်သွားပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲ see you ပါတန်းတဲ့စကားမစက်အနောက်မှာ radiant king နဲ့ဒါနေမဲ့ portrait တွေအကြောင်းဝယ်လို့ရတဲ့ဟာကိုရှင်းပြထားပါတယ် hi Dynamic portrait နဲ့ radiant kit ကိုလိုချင်တော့ shop ထဲဝင်ပြီးရင် cosmetics item ထဲကို customization item ထဲကိုဝင်ပြီးလို့ရှိရင်ပထမနေရာရဲ့နောက်ဆုံးမှာ radiant kit ဆိုတာကိုတွေ့ပါမယ် radiant kit မှာ legend skin ၄កောင်ကိုဝယ်ယူနိုင်ပါတယ်အဲ့ဒါတွေကတော့ juicy legend saber legend alpha legend နဲ့ free legend တွေပဲဖြစ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဒီမှာစမ်းသပ်နိုင်တယ်ပေါ့နော်တခါအောင်တော့250နဲ့ radiant kit တစ်ခုကို diamond 250နဲ့ဝယ်ယူနိုင်ပါတယ်အဲ့ဒါကတော့guys ယူရိုကြိုက်တဲ့ဟာကိုဝယ်ပါကျွန်တော်ကတော့လက်ချက်စကင်ကောင်မှမရှိတဲ့ဝယ်လို့မရပါဘူးကျေးဇူးပါသူအစီပါလဲချက်အဲ့ထက်မှဆိုစီပါလဲချက်တော်တော်လေးလှရလို့ပြောကြရပေါ့နော်တခြားဟာတွေလည်းမလှဘူးလှတယ်ဒါပေမဲ့စီပါတော့အလှဆုံးပဲအဲ့ဒါကျွန်တော်အဲ့စီပါကိုတော်တော်လှရဆိုပြီး YouTube မှာလည်းရှာကြည့်တယ်ဟုတ်တယ်တော်တော်လှတယ်အဲ့ free ဟာအဲ့ alpha နဲ့ဟွာလည်း dark အရင်ဖြစ်တယ်အရင်ပြီးလို့ရှိရင်တော့ဒုတိယထဲကိုဝင်ပြီးဘေးနားမှာ dynamic portrait ထဲကိုဝင်မယ်ပြီးလို့ရှိရင်အမှ legend skin 8ကောင်ကိုပြထားပါတယ်အဲ့ဒါတွေကတော့ Franco Aluka Josin Freya Saber Alpha Fanny လီလာတို့ရဲ့ dynamic portrait တွေကိုဝယ်ယူနိုင်ပါတယ်။ဒီကောင်640နဲ့ဝယ်ယူနိုင်ပါတယ်။ Franco ကလွယ်လို့တခြားဟာတွေကို800နဲ့ဝယ်ရပါမယ်။ collection point ကတော့300တက်ပြီးတော့တခြားဟာတွေကတူတူပါပဲ300တက်ပါတယ်။ legend skin မရှိရင်တော့ဝယ်ယူလို့မရပါဘူး။ကျွန်တော်မှ legend skin ဒီကောင်မှမရှိတဲ့အတွက်ဝယ်လို့မရပါဘူး။အဲ့ဒါကြောင့်ကျွန်တော်ဒီຢာလေးကိုပြတာပြတာဒီဗီဒီယိုကဒီလောက်ပါပဲ။နောက်တဲ့ဗီဒီယိုမှာတွေ့မယ်။ Bye bye